ကျွန်တော်ဘာကြီးနှစ်ဝင်းခွဲရဲ့ရောက်ဖတဝင်းခွဲရဲ့ညီတဝင်းခွဲရဲ့နှမတဝင်းခွဲရဲ့သားပေါ့ဗျာသူဟာလှုပ်လှုပ်တဲ့နေရာမှာလက်ကြောမတင်တဲ့အပြင်အမတန်မှအပြင်းကြီးတဲ့လူဖြစ်ပါတယ်ဟေ့တေလုံးမှာရှိတဲ့လူတွေငါတယောက်တည်းထိုင်ငံလောက်ရတာကွာသူပြောတာကိုမယုံပါနဲ့ခင်ဗျာကျွန်တော်ပြောတာကိုပဲနားထောင်ပါကျေးဇူးတင်ပါတယ်နောက်တစ်ယောက်ကတော့သိစီကွေလို့ခေါ်တဲ့ဖြူဖြူခိုးပဲခန့်ခန့်ချောချောကြီးရှင်းတော့ပါပဲခင်ဗျာအေးမင်းလည်းကျတော့အကောင့်တွေကြီးပဲပြောနော်ကျွန်တော်ကတော့အဖိုးကြီးဒုတိယအိမ်တော်ကြီးမောင်သားချစ်ရဲ့ဦးလေးအရင်ခောက်ခောက်ပဲဖြစ်ပါတယ်ကျွန်တော်ပြည်စီကွေးဟာအလုပ်ကိုတက်ကြနှုတ်ကြတာလုပ်ကန်လေးရှိပြီးအမတန်လင်းမြန်ဖြတ်လာပေါ်ပါလို့လည်းဖြစ်ပါတယ်အခုလိုဇက်ကောင်များနဲ့မိတ်ဆက်ပြီးတဲ့နောက်ဒီဇက်လန်းရဲ့အစရင်ခုန်တုံလှုပ်ခြောက်ချားပွဲဟာဏိဒန်းအစကတော့ဒီကောက်လာတဲ့ဥစ္စာမျိုးကိုစိတ်ထိုးမှာဘူးမင်းနဲ့အတူကစားမလို့တကယ်ပြောတာတကယ်ပြောတာခကြီးနဲ့ကစားမယ်ဗျာဒီလူနာမျိုးကစိတ်ရှိရတယ်ကဲခကြီးရေဒါလေးကဘာလေးလဲခကြီးကိုပညာဆန်းတာလားကတိပြောတိတာပေါ့မိတက်ကဒီတော့တာဒီစမ်းဟောအဲ့မိတက်ကဘာလုပ်ရတော့မိလောင်ရင်ရေလောင်းရတယ်နောက်တစ်မျိုးမေးဦးမယ်တတနာမယ်ဘယ်လိုခေါ်တော့တတနာမယ်ဖေချစ်လို့ခေါ်ပါတယ်ယောက်ျားလေးတွေကဖေဖေလို့ခေါ်ပါတယ်မိန်းကလေးတွေကချစ်ချစ်လို့ခေါ်ပါတယ်ဦးကဖေဖေလို့ခေါ်မှာလားချစ်ချစ်လို့ခေါ်မှာလားဘာလို့ခေါ်မှာမင်းကဘာလို့ဖြစ်ခေါ်ဘုံလို့ရှင်မိန်းကလေးလို့ချစ်ချစ်လို့ခေါ်မယ်ပေါ့ဟဲ့ကောင်ယောက်ျားဘာလို့မင်းကချစ်ချစ်ခေါ်ချစ်ရှိရတယ်လေဆရာမဆိုတာစိတ်ရှိရတယ်လေဟိုစိတ်တော့ရှိတော့မင်းကအဖေခေါ်ခိုင်းတဲ့ချစ်ချစ်ခေါ်ခိုင်းတယ်ဘာလဲခုနကစားမလို့ပြောသေးရလေတနက်ပိဏကစားမဒိုင်းတေးပြီဘာလို့ငါပြရမှာတနက်နဲ့ဒိုင်းဆိုတေးလေတေးမတေးဘူးတေးမတနက်နဲ့မှတေးရပြီမတေးဘူးကွာတတရင်နေမကောင်းငိုချင်းပြီမနဲ့တတမငိုနဲ့တေးသေးမေဒိုင်းဒေဗီဦးဒေဗီတဲလူကတက်ရှူရလားဟောတကယ်အသက်မရှိပဲတကယ်သေသွားမှာဘောဟာတဲလူကအသက်မရှိဘူးရှင်းအောင်ဖြစ်ပြီးတော့ဒီလောက်တော့မတည်ဘူးလားသိတာပေါ့မင်းကလည်းပဲအသက်တကယ်မရှိလို့ရှိရင်သေသွားမယ်ဘာမှနားမလဲဘူးသေသွားမယ်အဲ့ဒီဦးလည်းတတပြန်မေးမယ်ဟာမေးဒါပါလေ